ဒီမင်းလေးကသူမအမေရဲ့နောက်ဆုံးစန္ဒာကိုဖြည့်ဆည်းပေးဖို့အချင်းခရီးသွားစေးရီကိုအသုံးပေးပြီး1994ခုနှစ်စီကိုခရီးနှင်ခဲ့ပါတယ်။ဒါပေမဲ့သူမကဂျက်ဆိုတဲ့ကောင်လေးပေါ်ကိုမတော်တဆဖြုတ်ချသွားခဲ့ပြီးသူမအမေရဲ့ပထမဆုံးအချစ်လူးဝစ်ကိုရှာဖို့ကြိုးစားပါတော့တယ်။ဂျန်နီကဂျက်နဲ့အတူသူမအမေတက်ခဲ့တဲ့အထက်တန်းကျောင်းကိုလိုက်သွားပြီးမယ်လူးဝစ်ဆိုတဲ့နာမည်နဲ့ဘသူကမှရှာမတွေ့ခဲ့ပါဘူး။လမ်းစာပြောက်သွားပြီးဘာဆက်လို့ရမှမသိဖြစ်နေတော့သူမရှိကရိုးသားတဲ့ဂျက်ကိုကြည့်ပြီးဂျန်နီတယောက်အမှန်တိုင်းဖြိုဖျက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမကအနာဂတ်ကလာတာလို့ပြောပြီးမယ်ဂျက်ကလုံးဝမယုံပါဘူး။ဒါကြောင့်ဂျန်နီကတသက်အနည်းနဲ့2010ခုနှစ်ကပစ္စည်းတွေကိုထုတ်ပြလိုက်ပါတယ်။ခင်မီတဲ့ရေတန်ဘူးတောက်ပတဲ့ခေတ်သစ်တင်ကားပြနဲ့စမတ်ဖုန်းတို့ပေါ့ဖုန်းမျက်နှာပြင်ပေါ်ကအနာဂတ်ဓာတ်ပုံတွေကိုမြင်လိုက်ရတဲ့အခါဂျက်တရားအန်အော်မြင်တတ်သွားပြီးသူမပြောတာကိုယုံကြည်သွားပါတော့တယ်ဂျန်နီကအခွင့်အရေးကိုအယားယူပြီးလူးဝစ်ကိုရှာမတွေ့မချင်းဂျက်ရဲ့အိမ်မှာခဏနေခွင့်တောင်းပါတယ်ဂျက်ကအစားပိုင်းမှာအတွန့်ဆုံနေပြီးမြင်းရှိရောက်တဲ့အခါမှာတော့ပြက်ပြက်သားသားညင်းလိုက်ပါတယ်ဒါကသူကူညီချင်းစိတ်မရှိလို့မဟုတ်ပဲသူ့ရနေထိုင်မှုအခြေအနေကအရန်ကိုဆိုးရွားနေလို့ပါဒါပေမဲ့အားကိုရမယ့်ထိနေတဲ့ဂျန်နီရဲ့မျက်နှာကိုကြည့်ပြီးဂျက်ပြောက်စိတ်ပျော်သွားပါတယ်အဲ့ဒီညအိတ်ချိန်ရောက်တော့အခန်းထဲမှာနှွေးထွေးမှုပေးနေတာဆိုလို့စားပွဲတင်အပူပေးဆက်လေးတစ်ခုပဲရှိပါတယ်ဂျက်ကဘာမှမစင်စားပဲဂျန်နီကိုအဲ့ဒီဆက်လေးပေးလိုက်ပြီးသူကတော့ဆောင်းပါးလေးတစ်ထိုင်နဲ့ချမ်းတုံလေးရှာပါတယ်ဒါကိုမြင်တဲ့ဂျန်နီကဂျက်ကိုစားပွဲလေးအောက်မှာအတူတူလာနှွေးကိုခေါ်လိုက်ပါတယ်ချမ်းလုံးနေတဲ့ဂျက်ကလည်းချက်ချင်းပဲစားပွဲအောက်ထဲဝင်လိုက်ပါတယ်ဒါဟာဂျက်ကအတွက်မိန်းကလေးတစ်ယောက်နဲ့အနီးကဆုံနေဖူးတာဖြစ်လို့တော်တော်လေးကိုရင်ခုန်စိတ်လှုပ်ရှားနေခဲ့ပါတယ်နောက်တနေ့မှာတော့နှစ်ယောက်သားချောင်းကိုပြန်သွားပြီးဆရာတို့ရဲ့ယုံခန်းထဲကိုခိုးဝင်ကပြီးခဲ့တဲ့နေ့လာပွဲရစီအန်ဒီကိုလိုက်ရှာချပါတယ်ဂျန်နီကသူမရဲ့အမေကိုရှာတွေ့ခဲ့ပေမဲ့လူးဝစ်ဆိုတဲ့နာမည်ကိုတော့တချောင်းလုံးမှရှာမတွေ့ခဲ့ပါဘူးဒါပေမဲ့ဓာတ်ပုံထဲမှာတော့သူတို့နှစ်ယောက်လုံးကចောင်းဝတ်စုံအတူတူဝတ်ထားကြတာပါဒါကြောင့်ဂျန်နီကနီးနာအတိတ်တနည်းနဲ့သူမအမေចောင်းတူပွားတော့ကနောက်ចောင်းကိုလိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်အမေဖြစ်သူရဲ့လိပ်စာကိုရပြီးတာနဲ့နှစ်ယောက်သားချက်ချင်းတွားကြည့်ကြပေမဲ့အင်ကြီးကပိတ်ထားပြီးလူမနေတာကြားပြီးဖြစ်တဲ့ပုံစံပေါက်နေပါတယ်ဂျန်နီတယောက်ဘာဆက်လို့ရမှန်းမသိဖြစ်နေတော့သူမအမေရဲ့အတန်းဖော်ဖြစ်ခဲ့တဲ့ဂျင်နဲ့ဆုံခဲ့ပါတယ်ဂျန်နီကသူမကိုသူမအမေရဲ့ဝမ်းဝဲညီမလူလိန်ပြောလိုက်တဲ့အခါဂျင်ကသူမအမေပြောင်းသွားတာနှစ်နှစ်လောက်ရှိပြီဖြစ်ကြောင်းပြောပြလာပါတယ်လမ်းစာပြောင်းမလို့ဖွေးသွားပေမဲ့ဂျင်ကသူမအမေအခုတက်နေတဲ့ចောင်းလိပ်စာကိုပေးခဲ့ပါတယ်လမ်းစာလေးပြန်တွေ့ပြီးမှဂျန်နီတယောက်စိတ်အေးသွားရပါတယ်ဂျက်ရဲ့အကူအညီတွေကိုကျေးဇူးဆက်တဲ့အနေနဲ့ဂျန်နီကဂျက်ရဲ့ထပ်ပုံလက်ထောက်အဖြစ်လုပ်ပေးဖို့ကမ်းလှမ်းလိုက်ပါတယ်အသုံးပြုတဲ့ကေဒီယာတွေကအရန်ကိုခင်းနှောက်ချက်အနေပေမဲ့လည်းဂျန်နီကတော့သူ့အပေါ်ယုံကြည်မှုအပြည့်ရှိနေပါတော့တယ်